Hello အားလုံးပဲမင်္ဂလာပါ Cosplay Dial Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့အားလုံးတို့ကို Pick a Card Reading လေးတစ်ခုတင်ပေးသွားမယ်เนาะဒီ Pick a Card Reading ခေါင်းစဉ်ကကြတော့အခုချိန်မှာเนาะဘာကို focus ထားဖို့လိုအပ်နေလဲဆိုတာကိုကြည့်ပေးမှဖြစ်တယ်ဒါကြတော့ဒီ Universe ကနေပေး message ပေါ့เนาะကိုအခုချိန်မှာဘယ်လိုຢာတွေကိုအဓိကထားပြီးတော့ဆောင်ရွက်တင်နေလဲဒါဒီအခြေစီးပွားရေးပညာရေးပေါ့နော်ဒါဘက်ဆုံးမှာပေါ့နော်နောက်ပြီးတော့ကိုယ့်ရဲ့ဒီ spiritual ဘိုင်းနဲ့ပတ်သက်ပြီးတော့မလဲလိုအပ်ချက်လေးတွေပေါ့နော်လိုအပ်တဲ့အရာလေးတွေကိုဒီနေ့မှာပြပြပေးသွားမှာဖြစ်ပါတယ်နော်အဲ့တော့အရင်ကရွေးနေကြပုံစံအတိုင်းပဲဘိုင်းနံပါတ်1ဘိုင်းနံပါတ်2ဆိုပြီးတော့နှစ်ခုရှိမယ်ပေါ့နော်အဲ့မှာကိုယ်သဘောကျတဲ့ဒီကြောက်တုံးလေးကိုရွေးချယ်ပြီးတော့ဒီ reading လေးကိုနားထောင်လို့ရပါတယ်နော် Okay အဲ့တော့အားလုံးရွေးချယ်ဖို့အချိန်လေးပေးထားပြပါမယ်နော်ဒီ reading လေးက short reading လေးဖြစ်တဲ့အတွက် Glory မြန်လေးပဲဖြစ်ပြပေးမယ်เนาะ Okay point number 1ရွေးထားတဲ့သူတွေအခုချိန်မှာဘာတွေကို focus ထားတင်နေလဲpoint number 1ရွေးထားတဲ့သမားလေးတွေလေအခုချိန်မှာဘာလို့တင်နေလဲဆိုတော့အရင်ဆုံးမြင်တာကလေခီးသွားဖို့တွေများရှိလာပေါ့เนาะခီးသွားဖို့ဒါမှမဟုတ်တခုခုပေါ့နော်ကိုယ့်ရဲ့ပညာရေးစီးပွားရေးနဲ့ပတ်သက်ပြီးတော့လေတွေးထားတဲ့အကြောင်းအရာကြီးရှိလိမ့်မယ်အဲ့တော့အဲ့လိုမျိုးအရာတွေကိုအခုချိန်မှာနော်လုပ်ဖို့လိုအပ်တယ်ပေါ့နော်ဒီကကိုကအခုလုပ်နေတော့လုပ်နေဒါပေမဲ့ပို့ပြီးတော့အားတင်လိုက်ဖို့ပို့ပြီးတော့ပေါ့နော်ဒီ focus ပို့ပြီးတော့ပေါ့နော်ဒီຢာကိုပို့ပြီးတော့အာယုံစိုက်တင်တယ်လို့မြင်တာပေါ့နော်တခြားຢာတွေကိုဘဝမှာအဲ့လိုမျိုးအနှောက်အယှက်တွေရှိနိုင်တယ်ဥပမာအခြေအနှောက်အယှက်တို့တခြားပေါ့နော်ဟိုလူမှုရေးအနှောက်အယှက်တို့ဒီမျိုးအနှောက်အယှက်တွေကိုလက်သင့်မခံနဲ့ပေါ့နော်ပြောချင်တာလက်သင့်မခံနဲ့ကိုလုံးမဲ့ကိစ္စရက်တွေကိုနော်ဘသူအဲ့လိုပဲဘလို့ပဲလာဖြက်ပေါ့နော်ရအောင်လုပ်ပါဆိုရအရင်ဆုံးအဲ့လို message လေးပထမဆုံးရရပေါ့နော်မကြတော့မဲ့အချိန်မှာပိုင်းဝမ်းနေအနေနဲ့ခီးသွားရတာမျိုးရှိမယ်ဒါမှမဟုတ်ပေါ့နော်ဒီအလုံးနဲ့ပတ်သက်ပြီးတော့မှအခွင့်အလမ်းနေနော်အလုံးနဲ့ပတ်သက်တဲ့အခွင့်အလမ်းတွေရောက်တော့မယ်နော်ပိုင်းနံပါတ်1နေစီမှာtravel လောက်ရမှာရှိမယ်နောက်ပြီးတော့အပြောင်းလဲပေါ့နော်ဒီမှာမြင်တာကကြအပြောင်းလဲကိစ္စတစ်ခုခုလောက်ရတော့မယ်နော်အခုပုံစံနဲ့အခုပုံစံပေါ့နော်အခုလက်ရှိမှာကိုသွားနေတဲ့လမ်းကြောင်းနဲ့မတူညီရဲ့လမ်းကြောင်းတစ်ခုကိုဝယ်ရှောင်လန်းရတော့မယ်တဲ့နော်အဲ့တော့ prepare လုပ်ထားဖို့လိုအပ်တယ်နော် prepare လုပ်ဖို့လိုအပ်တယ်ပထမတစ်ချက်ကကြတော့ခုနပြောတဲ့အနှောက်အယှက်တွေကိုလက်မခံပါနဲ့တဲ့နော်အနှောက်အယှက်မဲ့ဟာရှိနေရဲ့ကိုကgoalတစ်ခုလုပ်ထားရမလားဟိုခီးထွက်ဖို့လုပ်ထားရဲဆိုအဲ့ plan အနှောက်မဲ့ဟာမျိုးရှိတယ်ဒါမှမဟုတ်အလုပ်ကိစ္စတစ်ခုလုပ်မလားအဲ့ plan မှာပေါ့နော်အနှောက်အယှက်တွေရှိတတ်တယ်ပေါ့နော်အဲ့လိုမျိုးအရာတွေလာနိုင်တယ်ပေါ့နော်အဲ့တော့အဲ့ဒါတွေကိုခေါင်းထဲမထည့်ဘဲနဲ့ကိုလှုပ်ချင်တာရှိရဆိုရင်အဲ့ဒါကိုပေါ့နော်ရအောင်လုပ်ဖို့ပေါ့နော် message လေးပါခြင်းပါတယ်နော်နောက်ပြီးတော့ဗာလေးထပ်ပြီးတော့တွေ့လဲဆိုတော့လေအခြေအနေနဲ့ပတ်သက်ပြီးတော့လေမြင်တာကကြတော့အခြေအနေနဲ့ပတ်သက်ပြီးတော့တဲ့အပြောင်းလဲတစ်ခုခုလာဖို့ရှိရပေါ့နော်ချိုးကြတော့လေဒီ single တွေတော့မြင်တာကကြတော့ single တွေကိုဘယ်လိုမြင်လဲဆိုတော့ကိုယ်လေသဘောကျတဲ့သူဘေးနားမှာရှိနေရနော်ကိုတည့်ရဲ့သူတွေကပဲကိုနှစ်သက်နေရရှိရဲ့တချို့ဆိုရင် crush ပေါ့နော်ကိုယ့်ရဲ့ crush ကကိုပြန်ကြိုက်နေရမျိုးဒါမှမဟုတ်ကိုသဘောကျနေတဲ့သူရှိရဆိုရင်အဲ့ဒီလူနဲ့ကိုနဲ့ကြားထဲမှာ connection တစ်ခုအပြောင်းလဲလေးပေါ့နော်အဲ့လိုလေးဖြစ်လာတော့မယ်လို့ထင်တယ်နော်အဲ့လိုမြင်တာပေါ့နော်ဆိုတော့အခြေရေးမှာအပြောင်းလဲရှိမယ်ဒါပေမဲ့နော်ခုနပြောရပထမဆုံး message မှာပါပြီးသားဘယ်အတွက်ကြောင့်မှဖြစ်စေရဲ့ကိုယ့်ရဲ့နော်တိုးတက်မှုအောင်မြင်မှုကိုဘယ်သူအတွက်ကြောင့်မှဖြစ်စေပေါ့နော်အဲ့လိုမျိုးအပြတ်မခံနဲ့ပေါ့နော်အပြတ်မခံနဲ့ကိုသွားခြင်းနဲ့လမ်းကြောင်းရအောင်လုပ်ပေါ့နော်အဲ့လိုမျိုးအဓိက message ပေးခြင်းတယ်အခုချိန်မှာအခြေရေးထက်ကိုဘာအရေးကြီးနေလဲဆိုတော့လေဟိုကိုကဘလို့မျိုးကိုဘဝမှာနော်အောင်မြင်မှုတွေနော်ရရမယ်ဆိုတာမျိုးပေါ့နော်ဒီကိုယ့်ရဲ့အောင်မြင်မှုနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကိုယ့်ရဲ့တိုးတက်မှုနဲ့ပတ်သက်ပြီးအဲ့လိုမျိုးပို့ပြီးတော့တွေးဖို့လိုအပ်နေပါတယ်တဲ့နော်ပိုင်းနံပါတ်1တွေအနေနဲ့ပိုင်းနံပါတ်1နေရာလေစွာရှင်ကတ်ကြထားတာပေါ့နော် strength ကကြတော့ဒီကတ်ကကြ powerful ဖြစ်တယ်လုံးဝကွာကိုမှစွာကောင်းနေရှိရသူများတွေလေးစားအားကြရတယ်ပေါ့နော်စွာတွေရှိရပေါ့နော်အဲ့လိုစွာတွေကိုထုတ်သုံးပါအသုံးပြုပါတဲ့နော်
အခြေအနေအခက်အခဲတွေကိုရင်ဆိုင်ကြောက်ဖြတ်နိုင်တဲ့စွာမျိုးတက်မှာရှိပါတယ်တဲ့အဲ့တော့အဲ့ဒီကိုဒီကပို့ပြီးတော့သွားပါပေါ့နော်ဒီသမီးစားကိစ္စတွေချစ်သူကြီးစားကိစ္စတွေအိမ်အောင်ရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဆိုလဲအဲ့လိုပဲကို့မှာလေသူများတွေကိုလွှမ်းမိုးနိုင်တဲ့စွာမျိုးပါတယ်အဲ့တော့သူများကပဲလွှမ်းမိုးမလားကိုကပဲလွှမ်းမိုးမလားပေါ့နော်ကိုကလွှမ်းမိုးနိုင်တဲ့လူလေနော်အဲ့တော့ကိုကပဲလွှမ်းမိုးလိုက်ပါတဲ့အဲ့လိုမျိုး message လေးရတယ်ကိုဒီတိုင်းလေးငြိမ်နေတော့လေကိုအဲ့လိုမျိုးလက်ဘယ်လိုနော်နားထောင်ပေးမဲ့သူမျိုးကိုချစ်ပေးမဲ့သူမျိုးရှိတယ်နော်အဲ့လိုမျိုးမြင်တယ်ကိုဘက်ကဘာမှလုံးနေစရာမလိုကိုချစ်မဲ့သူရှိပြီးသားနော်အဲ့အလေးတွေကိုအဓိကပေါ့နော်ကိုစိတ်ထဲမှာတွေးထားလို့ရတယ်ပေါ့နော်ဒီလူကကိုအတွက်ကောင်းမလားမကောင်းမလားဆိုတော့ကိုသိရပေါ့နော်အဲ့တော့သူ့ဘက်ကဘယ်လိုပဲလာကိုဘက်ကခက်ချီချီလေးနေလို့ရတယ်ဒီမှာ strength ဆိုတာဒီမှာနော်ချင်းသေးရုံအောင်သူကထိန်းတာဆိုတော့ခက်ချီချီနေလို့ရတယ်ကိုပုံစံတိုင်းနေတဲ့ကိုနေအခြေအနေနဲ့ပတ်သက်ပြီးဘာလုပ်ရမလဲဘာဆက်လုပ်ရမလဲဆိုဘာမှဆက်မလုပ်နဲ့ကိုပုံစံတိုင်းပဲနေသူကလာလိုက်မယ်အဲ့လိုမျိုးမြင်တာပေါ့နော်โอเคဒါကကြတော့ point number 1နေအတွက် reading လေးဖြစ်ပါတယ်နော် point 1နေအတွက်ပြီးသွားပြီဆိုရင်တော့ point number 2လေးတွေအတွက်သွားပေးပါမယ်โอเค point 2လေးတွေအတွက်မှာကလေဘာလေးမြင်ရလဲဆိုတော့point 2လေးတွေကအခုချိန်မှာโอเคဘယ်လိုမြင်လဲဆိုတော့ကိုကလေအခုချိန်မှာလမ်းပြောင်းနေရမျိုးတွေများဖြစ်လာပေါ့နော်ဒါမှမဟုတ်လမ်းပြောင်းနေရရဲ့ဆိုတာမျိုးထက်ကိုလေဘယ်လိုခံစားမိလဲဆိုတော့ကိုလှုပ်ချင်တာအများများနေရယ်နော်ပိုင်းနံပါတ်2တွေမှာလှုပ်ချင်တာအများများပြီးတော့ဘယ်အရင်စလုပ်ရမလဲဆိုတာကိုမသိဖြစ်နေရလို့မြင်တာပေါ့နော်ကိုလှုပ်ချင်တဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ plan A plan B plan C ဒီလိုမျိုးတွေရှိကောင်းရှိမယ်ဒါပေမဲ့အဲ့တွေကတကယ်လက်တွေ့မှာပေါ့နော်လက်တွေ့မှာကျတော့တကယ်လုံးလို့မရတဲ့ဟာမျိုးတွေဖြစ်နေတတ်တာပေါ့နော်အဲ့လိုမြင်တယ်လောက်ွက်တွေကိုသိရဒါပေမဲ့လောက်ခွင့်မရတာမျိုးနော်တခုခုလိုအပ်ချက်တွေကြောင့်မှကိုကရှေ့ဆက်သွားလို့မရတဲ့အခက်အခဲမျိုးတွေဒီလိုမျိုးရှိနိုင်တယ်ပေါ့နော်အဲ့လိုလေးမြင်တယ်ဆိုတော့ဒီမှာကပေါ့နော်အခုချိန်မှာဘာကြီး focus ထားဖို့လိုအပ်လဲဆိုတော့လေကိုယ့်ရဲ့တငယ်ချင်းအပေါင်းအသင်းတွေမိတ်ဆွေတွေဒါမှမဟုတ်ပေါ့နော်အဲ့လိုတခုခုကိုဘယ်ပြောရမလဲကိုယ့်ကိုလေအကြံဉာဏ်ကောင်းပေးနိုင်မဲ့သူမျိုးတွေကိုလေကိုကရွေးချယ်ဖို့လိုအပ်တယ်ပေါ့နော်အကြံဉာဏ်ကောင်းပေးနိုင်မဲ့သမားတွေဆရာကောင်းတွေနော်အဲ့လိုတငယ်ချင်းကောင်းတွေတို့မျိုးဘေးနားမှာအရန်လိုအပ်နေရယ်ကိုတယောက်တည်းနဲ့သွားလို့မရဘူးဘေးနားမှာရံမဲ့သူမျိုးမှာဆိုရင်ဘေးနားမှာကိုယ့်ကိုလေထိန်းပေးမဲ့သူမျိုးရံပေးမဲ့သူမျိုးအကြံဉာဏ်ပေးနိုင်တဲ့သူမျိုးနဲ့ပို့အဆင်ပြေလိမ့်မယ်လို့ပြရတယ်နော်ကြောက်ရဲသွားလို့မရတဲ့လမ်းကြောင်းမျိုးပေါ့နော်အဲ့လိုမြင်တာအခုချိန်ကာလပေါ့နော်အခုချိန်ကာလမှာဆိုရင်တော့ကိုဒီဘေးနားသူတွေရဲ့အကြံဉာဏ်ကိုနားထောင်သင့်တယ် message တွေပြောတာတွေသူတို့တွေရဲ့ communication သူတို့နဲ့ပေါ့နော် communication တစ်ခုကဒီစားလေးပြောဆိုပြီးတော့လုပ်ဖို့လိုအပ်နေတယ်လို့မြင်တာပေါ့နော်ကိုယ်အသွေးနဲ့ကိုယ်လုပ်လို့မရနိုင်ဘူးပေါ့နော်နောက်ပြီးတော့ဘာထပ်မြင်လဲဆိုရင်လေဒီပိုင်းနံပါတ်2သမားလေးတွေအနေနဲ့ကတဲ့အဲ့လိုမျိုးချီရင်းနဲ့ပတ်သက်ပြီးတော့ risk ယူပြီးတော့လောက်ရတဲ့ကိစ္စမျိုးတွေရှိနိုင်မယ်လို့မြင်တာဒီလား relationship ရှိရဲ့သမားတွေဆိုရင်ဒီကာလမှာနည်းနည်းတတိချပေးပါနော်ဒီကာလမှာတတိချရမှာဘာလို့ဆိုတော့ကိုတော့မဟုတ်ကိုရဲ့တစ်ဖက်ချစ်သူကလေrelationship နဲ့ပတ်သက်ပြီးတော့အဲ့လိုပေါ့နော်တိတ်မပျော်တာမျိုးတော့မဟုတ်ပေါ့နော်တခုခုဖြစ်နေတယ်သူ့မှာလေအဆင်မပြေရဖြစ်နေရလို့မြင်တယ်ပိုင်းဝမ်းဒီဘက်ကလည်းအဲ့လိုဖြစ်နိုင်တယ်လို့ပြရတယ်ပေါ့နော်ဒီထက်ပို့ပြီးတော့အဲ့လိုဆက်ဆံရေးကိုတိဆောက်ဖို့အတွက်ကိုလွတ်လွတ်လပ်လပ်တယောက်တည်းနေခြင်းနေရာမျိုးထွက်သွားခြင်းတာမျိုးအဲ့လိုဖြစ်နေတတ်တယ်တဲ့နော်အဲ့တော့ relationship ရှိရတဲ့မားလေးတွေအနေနဲ့တဲ့ဒီကာလပိုင်းမှာနည်းနည်းခီးယူဆက်ရမယ်နော်အဲ့လိုမြင်တဲ့ပိုင်း2လေးတွေအတွက်လာကြတော့တယောက်နဲ့တယောက်နားမလဲတာမျိုးကြီးဖြစ်တတ်တယ်နော်တယောက်နဲ့တယောက်ဒီ relationship နဲ့ပတ်သက်ပြီးတော့မှငါတို့ကဘာတွေလဲဆိုတဲ့ဟာမျိုးကြီးဖြစ်လာတာမျိုးပေါ့နော်ငါတို့ကဘယ်လိုပတ်သက်မှုတွေလဲဘာတွေလဲဆိုတာမျိုးကြီးပတ်သက်အဲ့လိုမျိုးအနေအထားမျိုးကြီးဖြစ်တတ်တယ်ချို့ကြ saturation ထဲမှာရောက်နေတာပေါ့နော် saturation shit ထဲမှာရောက်နေတာမျိုးကြီးရှိမယ်အဲ့တော့ဒီဆက်ဆံရေးတွေနဲ့ပတ်သက်ပြီးတော့ကိုဘယ်ဟာကိုလိုချင်လဲဘယ်ဟာကိုလုပ်ချင်လဲဆိုတာကိုတိတိကျကျlabel တက်ထားဖို့လိုအပ်မယ်လို့မြင်တာပေါ့နော်အခြေရေးမှာတော့ပိုင်း2လေးတွေကစမ်းရှိပါတယ်နော်စမ်းရှိရဆိုတဲ့သဘောကလေကိုပြင်ထွက်လိုက်တာနဲ့ကိုကြိုက်မဲ့သူတွေအဲ့လိုရှိတတ်တယ်နော်
ကိုလေလူတွေကအဲ့လိုမျိုးပေါ့ပေါ့ပါပါနေပြီးတော့ပေါ့ပေါ့ပါလေးနဲ့ပေါ့နော်နေတတ်တဲ့သူလေးလို့မြင်တာမှဆိုအထုပ်လေးနဲ့ရှောက်သွားနေမှထင်တဲ့ fine လူလေးတွေကအဲ့လိုအပြင်းနေပါရှောက်သွားအများကြိုက်လာပေါ့နော်အမခီးထွက်ရတာမျိုးကြိုက်တဲ့သူမျိုးပါလားအဲ့တော့လိုမျိုးလေးတွေမြင်ကြတယ်တဲ့အခုချိန်မှာ focus လုပ်ရမှာတော့ဘာလဲဆိုအဓိကတစ်ချက်ပဲရှိမှာတစ်ချက်ကကြတော့ကိုဘယ်အရာကိုလိုချင်နေလဲဘယ်အရာကိုအတွက်အကောင်းဆုံးဖြစ်မလဲနော်အဲ့ဒါကိုသိဖို့လိုအပ်တယ်ပေါ့နော်ပြီးတော့ကိုယ့်ရဲ့ပို့ပြီးတော့ serious ထားပြီးတော့တခုခုလုပ်ဖို့လိုအပ်နေရလို့မြင်တာပေါ့နော်ဟို idea ကောင်းနေရှိရယ်ပိုင်း1ပိုင်း2လေးတွေအားသာချက်က idea ကောင်းနေရှိရယ်ဘာဘယ်ဟာဆိုတာသိရယ်ပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးဘေးနာလူတွေရဲ့အကြံပေးမှုတွေကိုတိတ်နားမထောင်ကြတာမျိုးရှိမယ်အဲ့တော့နားထောင်ပေးပါရယ်เนาะအဲ့ဒါတွေနားထောင်မှုလိုအပ်မယ်ကိုကသာအကူညီလှမ်းတောင်းလိုက်တာ ਨੇ ကိုကူညီမဲ့သူမျိုးရှိပါတယ်တဲ့เนาะပြီးတော့ဒီအကြံဉာဏ်တွေကိုရလာတဲ့အကြံဉာဏ်တွေအသွေးခေါ်တွေเนาะဒီလိုမျိုးတွေကိုယ့်ရဲ့လုပ်ငန်းပိုင်းပဲဖြစ်ပညာရေးပဲဖြစ်ပေါ့เนาะအဲ့လိုဟာတွေကိုလက်တွေ့မှာအသုံးချဖို့လိုအပ်တယ်ပေါ့เนาะတစုတဝေးတဲ့ပေါ့เนาะလှုပ်ထားဖို့လိုအပ်နေရလို့မြင်တယ်အခြေရင်းနဲ့ပတ်သက်ပြီးဆိုတော့အခုချိန်မှာဘာ focus ထားတင်လဲဆိုရင်တော့single လေးတွေတယောက်တည်းပဲနေပါအောင်တဲ့เนาะတယောက်တည်းနေရအသင့်တော်ဆုံးပဲ relationship သမားတွေကတော့ဟိုတယောက်နဲ့ကြာနားမလဲမှုတွေဖြစ်တတ်တယ်သူကလည်း freedom နေခြင်းတဲ့သူမျိုးဖြစ်နိုင်တယ်ကိုကလည်း freedom နေခြင်းတာမျိုးဖြစ်နိုင်တယ်ဒါမှမဟုတ်သူ freedom နေရကိုကချုပ်ချယ်တယ်အဲ့လိုမျိုးအဲ့လိုကိစ္စရက်ဒီကြောင့်ပေါ့နော်စကားများရတာမျိုးရန်ဖြစ်ရတာမျိုးနည်းနည်းရှိနိုင်တယ်ပေါ့နော်အဲ့တော့အခုပြောပြချင်တာကဘလို့ပဲချင်းနေရှိရဲ့နော်ကိုအတွက်အကောင်းဆုံးဖြစ်မဲ့လမ်းကိုပဲရွေးချယ်ပါတဲ့နော်ကိုအတွက်အကောင်းဆုံးဖြစ်မဲ့ဟာကိုရွေးချယ်ပြီးတော့ဟိုညှိနှိုင်းလို့ရတဲ့ကိစ္စမျိုးဆိုရင်တော့ညှိနှိုင်းပေးပါပေါ့နော်ညှိနှိုင်းပြီးတော့သွားပါတဲ့ဒါကြတော့ဒီ universe ကနေပေးရ message လေးပေါ့နော်ပိုင်းနံပါတ်2ရွေးထားတဲ့သူတွေနောက်ပြီးတော့လို့မြင်တာလေး divine signs ပေါ့နော်ဒီမှာမြင်တာကဟိုကိုယ့် universe ကနေအချက်ပေးနေရမျိုးရှိရကိုယ့်ရဲ့အဆောင်ရှောက်တွေပိုင်း2တွေကကြတော့အဆောင်ရှောက်အာရန်ကောင်းတယ်ကိုယ်ခံစားမိရတယ်အဆောင်ရှောက်ကောင်းအားတွေကောင်းတယ်ကိုဆောက်ရှောက်ပေးနေတဲ့ပုံကိုယ်တွေရှိရယ်ကိုဂီးဆိုင်နေတဲ့သူတွေရှိရယ်အဲ့တော့သူတို့စီကနေအချက်ပေးမှုတွေရတတ်တယ်နော်ဘာသာရေးတွေလုပ်ပေးပါဘာသာရေးလုပ်တဲ့အညီနဲ့ပေါ့နော်လုံးဝထူးခြားမှုတွေရဲ့တွေ့ကြုံရမှုရှိရယ်ပတ်စံတွေလည်းဝင်လာတော့မယ်လို့ထင်တယ်နော်ပတ်စံတွေရလာတော့မှာဒီလားအခုငွေကြီးကိစ္စရောက်စိတ်ပူနေရမျိုးရှိရယ်ဆိုရင်စိတ်မပူနဲ့ပတ်စံတွေဝင်လာဖို့ရှိရယ်ကိုကနည်းနည်းလေးပဲပေါ့နော်အားစိုက်ထုတ်လိုက်နော်အားစိုက်ထုတ်ပြီးတော့လုပ်ကြည့်လုံးဝထူးခြားပါလိမ့်မယ်တဲ့နော်โอเคဒါကတော့ point number 1နဲ့2အတွက်ကိုပြပြပေးထားဖြစ်ပါတယ်เนาะ